အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကိုယ်တိုင်ဖော်ထုတ်ထားတဲ့ strategy လေးတစ်ခုအကြောင်းကိုကျွန်တော်မျှဝေပေးချင်ပါတယ်ဒါကတော့ KHS Business Growth Strategy လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်ကလက်ရှိမှာ business consultant အနေနဲ့မြန်မာပြည်အနှံ့ကစီးပွားရေးလုပ်ငန်းကြီးတွေကိုကျွန်တော်ကကိုင်တွယ်ထိန်းကျောင်းပေးနေတာ system တွေချမှတ်ပေးနေတာ management ကိုယူပြီးတော့အမျက်ထွက်အောင် run ပေးနေတာစတဲ့ service တွေကိုကျွန်တော်ကပေးနေလေးရှိပါတယ်အဲ့တော့ဒီ service တွေကိုအကြံပြုပေးတဲ့နေရာမှာ business consultant လုပ်တဲ့နေရာမှာကျွန်တော်ရဲ့ကိုယ်ပိုင် formula ဖြစ်တဲ့ဒီ business ကိုဘယ်လိုထက်ချက်ရမလဲဘာဆက်လုပ်ရမလဲဆိုတော့သုံးသပ်တဲ့ဒီ formula လေးကိုအသုံးချပြီးတော့အကြံပြုပေးလေးရှိပါတယ်အဲ့တော့ကျွန်တော်ဖော်ထုတ်ထားတဲ့ဒီ formula ကိုကျွန်တော်ကိုယ်တိုင်လက်တွေ့တစ်နှစ်လောက်သုံးစွဲပြီးတဲ့အချိန်မှာကျွန်တော်ရှေ့က seminar လေးတစ်ခုမှမျှဝေမှုပါတယ်ဒါကတော့ဒါလက်ရှိ online မှာအားလုံးကိုသိရှိအောင်ကျွန်တော်ပြန်ပြီးတော့မျှဝေပေးချင်တာဖြစ်ပါတယ်အဲ့တော့ business တစ်ခုအတွက်လက်ရှိအခြေအနေမှာဘာတွေဆက်လုပ်ရမလဲဘယ်လိုမျိုး group ဖြစ်အောင်ဆက်သွားရမလဲဆိုတာကိုကျွန်တော်ကအလွယ်ကူဆုံးအရိုးရှင်းဆုံး formula လေးထုတ်ပြီးတော့ပေးထားတာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ဒီနေ့နေ့စဉ်ပေါ့နော်ကျွန်တော်အပိုင်းဆက်ကလေးတွေနဲ့မျှဝေပေးချင်ပါတယ်โอเคဆက်ပြီးတော့ကြည့်ပေးပါဦးဗျโอเคပါအဲ့တော့ကျွန်တော်ရဲ့ framework 1ပေါ့နော် framework 1ဆိုတော့ကျွန်တော်မှာတခြားအကြံပေးတဲ့နေရာမှာပေါ်ထုတ်ထားတဲ့ framework တွေ2 3 4အစရှိဖြစ်ရှိပါသေးတယ်ဒီကောင်ကတော့ကျွန်တော်ရဲ့ဒါ business group ပေါ့နော်လုပ်ငန်းတစ်ခုကိုတိုးတက်အောင် group ဖြစ်အောင်ဈေးကွက်ကိုဘယ်လိုချဲ့ထွင်ရမလဲဆိုတာကိုကျွန်တော်အကြံပေးတဲ့နေရာမှာသုံးတဲ့ကျွန်တော်ရဲ့ strategy လေးဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ရဲ့ strategy ကိုကျွန်တော်ကအချက်2ချက်နဲ့အဓိကတိုင်းတာထားပါတယ်ပထမတစ်ချက်ကဘာလဲဆိုတော့ and explore market လို့ခေါ်ပါတယ်အဲ့တော့ market ဆိုတာဒီတချို့ market တွေက stable ဖြစ်တဲ့ market ရှိတယ်ဆိုတော့ demand ကအခု100ဆိုရင်ဒီလလည်းအခု100နောက်လလည်းအခု100နောက်ထပ်နှစ်မှာလည်းအခု100ဆိုတော့က market ကကြီးထွားလာခြင်းမရှိဘူးတချို့ market တွေကကြောင့်တဖြည်းဖြည်းချင်းကျုံသွားတယ်အဲ့ကျွန်တော်ဒီနေ့မှာ demand က100ရှိတယ်နောက်နှစ်မှာ90ပဲရှိတယ်နောက်နှစ်မှာ80ပဲရှိတယ်တဖြည်းဖြည်း market က decline ဖြစ်လာတဲ့ market မျိုးလည်းရှိတယ်နောက်တစ်ခါ market ကတဖြည်းဖြည်းချင်းပို့ပြီးတော့ကြီးထွားလာတယ်ပိုကြီးထွားသူ့အတူကိုကြီးထွားလာ demand တွေပို့ပြီးတော့များလာတယ်ဒီလို market အမျိုးအစားလည်းရှိတယ်နောက်တစ်ခါအဲ့ဒီ market ထဲမှာ stable ဖြစ်နေတယ်ဒါပေမဲ့ထပ်ပြီးတော့ဒီ market ကိုဒီဈေးကွက်ထဲမှာလုံနေတဲ့ supplier တွေစီးပွားရေးလုပ်ငန်းတွေကထပ်ပြီးချဲ့ထွင်မယ်ဆိုရင်ဈေးကွက်ကကြီးလာနိုင်ခြင်းရှိသေးတယ်အဲဒီလို market အမျိုးအစားလေးရှိပါတယ်အဲ့တော့ပထမ number 1ချက်ကကျွန်တော်တို့ရဲ့ business တွေကို grow ဖြစ်ဖို့ဆိုရင် market အခြေအနေကိုကျွန်တော်တို့ကအရင်ဆုံးကြည့်ဖို့လိုပါတယ် demand ဘယ်လောက်ရှိနေသလဲ demand ကနှစ်စဉ်တက်လာသလားနှစ်စဉ်ကျသွားသလားနှစ်စဉ်ငြိမ်နေသလားနှစ်စဉ်တော့ငြိမ်နေတယ်ထပ်ပြီးတိုးချဲ့လို့ရတဲ့ and explore area တွေများနေသေးလားဒါကိုကျွန်တော်တို့ကတစ်ချက်ကြည့်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘက် why ဝင်ရိုးလေးမှာ and explore market ဆိုပြီးတော့ market အခြေအနေကိုကျွန်တော်တို့ကြည့်တယ်အပေါ်ကိုရောက်လေများလေအောက်ကိုရောက်လေဒါကျွန်တော်တို့ market ကအခြေအနေနည်းသွားလေပေါ့နော်ဒါမျိုးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်ထပ်ကျွန်တော်တိုင်းတာတဲ့တစ်ချက်ကဈေးကွက်အတွင်းမှာရှိတဲ့ကိုယ့်ရဲ့ competitor တွေပြိုင်ဘက်လုပ်ငန်းတွေဟုတ်ပြီနော်ပြိုင်ဘက်လုပ်ငန်းတွေကဘယ်လောက်ထိ strong ဖြစ်တယ်လဲဘယ်လောက်ထိသူတို့ကတောင့်တင်းခိုင်မာမှုရှိတယ်ဘယ်လောက်ထိကိုယ့်ကိုရှင်ပြိုင်တက်ခိုင်တယ်ဘယ်လောက်ထိဈေးကွက်ကိုသူတို့က compete လုပ်ပြီးတော့ကိုယ့်စီကနေပြီးတော့ဖြတ်ယူသွားနိုင်ဆိုတာရှိတယ်ဒီတစ်ချက်နဲ့ကျွန်တော်တို့ကတိုင်းတာပါတယ်အဲ့တော့ဒီအချက်က exposure မှာရှိနေတဲ့အချက်ဖြစ်ပြီးတော့ညာဘက်ကိုသွားရင်သူတို့ကပို့ပြီးတော့ strength ဖြစ်တယ် strong ဖြစ်တယ်ဘယ်ဘက်ကိုသွားရင်သူတို့ရဲ့ strength ကအားနည်းတယ်ပေါ့ဗျာနော်ဒီတစ်ချက်နဲ့ကျွန်တော်တို့ကတိုင်းတာတာဖြစ်ပါတယ် okay ဟုတ်ပြီအဲ့တော့ and explore market ပေါ့ and explore market ဆိုတာ competitor တွေကလည်းဈေးကွက်ကတော့ရှိနေတယ်ဒါပေမဲ့သူတို့မထိုးဖောက်ရသေးဘူးအဲ့တော့ကိုကလေအဲ့ဒီဈေးကွက်ကိုထပ်ပြီးတော့မထိုးဖောက်ရသေးဘူးဈေးကွက်ကရှိနေသေးတယ်ဆိုတော့က demand ကိုထပ်ပြီးတော့ creation လုပ်လို့ရသေးတယ်ဈေးကွက်ကိုထပ်ပြီးတော့ချဲ့လို့ရသေးတယ်ဒီလိုအနေထားကိုဆိုလိုချင်တာဖြစ်ပါတယ်အဲ့တော့ဒီလိုအနေထားနည်းတယ်ဆိုတဲ့အဓိပ္ပာယ်ကကျတော့ဒီဘက်ပေါ့နော်ဒီအောက်ဘက်ပေါ့ low ဖြစ်တယ်ပေါ့ low ဖြစ်တယ်ဆိုတော့ကျတော့ market ကကုန်နေပြီဒီလိုနေတာဆက်ပြီးတော့လေချဲ့လို့မရတော့ဘူး market ကလည်းတဖြည်းဖြည်းကြီးထွားမလာဘူး stable ဖြစ်နေတယ် and explore area တွေလည်းမရှိတော့ဘူးဆိုတော့ market ကိုထက်ချဲ့ဖို့တော့ဘယ်နေရာထက်ချဲ့ရမလဲ market customer segment ကထပ်ပြီးတော့မရှိတော့ဘူးဒီလိုနေတာဖြစ်နေပြီ market ကုန်နေပြီပေါ့ဗျာเนาะအဲ့တော့ market share ပိုရခြင်းကျွန်တော်တို့ကဘာဆက်လုပ်ရတော့မလဲဒါကိုဆက်ပြီးတော့စဉ်းစားရပြီအဲ့တော့ market ကကုန်သွားပြီဒါပေမဲ့ market ကုန်သွားတဲ့အတွက် market share ပိုလိုချင်ကိုယ့်လုပ်ငန်းအနေနဲ့တခြားလုပ်ငန်းကိုဘာလုပ်ရမလဲရှင်ပြိုင်တိုက်ခိုက်ရတော့မယ်ဒါပေမဲ့ market ကကုန်သွားတိုင်း customer ကိုယ့်ရဲ့ competitor ကိုသွားပြီးတော့ရှင်ပြိုင်တိုက်ခိုက်မယ်ဆိုရင်ကိုကအားနေနေမယ် competitor ကအရင်အားကြီးနေမယ်ဆိုရင်ဘယ်သူပဲပြုတ်မလဲကျွန်တော်တို့ပဲပြုတ်မှာပေါ့အဲ့တော့ကျွန်တော်တို့က market အခြေအနေကထပ်ပြီးတော့ချဲ့လို့မရတော့ဘူးဒါဆိုကျွန်တော်ဘာကိုပြန်ကြည့်ရလဲ competitor ရဲ့အားသာချက် stress တွေဘယ်လောက်ရှိတယ်လဲဆိုတာကိုကျွန်တော်တို့ကပြန်ကြည့်ရပါတယ်အဲ့ဒါနောက်ထပ်တိုင်းတာတွေတစ်ချက်ပေါ့အဲ့တော့ competitor ရဲ့ stress ကဘယ်လောက်ရှိတယ်လဲဟုတ်ပြီနော်အဲ့တော့ကိုကအရင်အားနေနေတယ်ကိုလုပ်ငန်းကအခုမှစတာ profit လည်းနည်းသေးတယ် make လည်းနည်းသေးတယ် customer လည်းနည်းသေးတယ်ဒါကိုကျွန်တော်ကဈေးကွက် share ရဖို့ customer ကိုတွားပြီးတော့တိုက်မယ်sorry competitor ကိုတွားပြီးတော့တိုက်မယ်ဆိုရင် competitor ကကိုကိုအပြုတ်ပြန်တိုက်လိုက်ရင်ကျွန်တော်တို့ပဲပို့ပြီးတော့ထိခိုက်နစ်နာနိုင်မှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့က market share နည်းနည်းများနေတယ်အဲ့တော့ competitor ကအားနည်းနေတယ်
အရင်ကြီး active မဖြစ်ဘူးပုံမှန်လေးပဲသူက business ကိုလည်ပတ်နေတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီနှစ်ခုစုံသွားပြီเนาะတော့ computer stress ကလည်းအားနေတယ်ကျွန်တော်တို့ market ကလည်း area ထပ်ပြီးတော့ explore လုပ်နိုင်စေမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ရဲ့ strategy တစ်ခုထွက်လာတယ်ဒီအကွက်ပေါ့နော်ဒီအကွက်ကဘာလဲဆိုတော့ compete for more market share လို့ခေါ်ပါတယ် compete for more market share ဆိုတော့က compete လုပ်ပါနော်ဈေးကွက်ကလည်းထပ်ပြီးတော့ကြီးမလာဘူး unexplore area တွေလည်းမရှိတော့ဘူး demand လည်းများမလာဘူးဒါဆိုရင်ကျွန်တော်တို့က competitor ကလည်း stress ကတိတ်မရှိဘူးအားနေတယ်ဒါဆိုကျွန်တော်တို့လောက်ရမယ်တခုတည်းသောရွေးချယ်မှု strategy ကဘာလုပ်ရမလဲ competitor ကိုတိုက်ဈေးကွက်မှာ market share များများကိုယူဒါဒီကျွန်တော်တို့အတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ဆိုရမှာဖြစ်တယ်အဲ့တော့ဒီအတွက်ကျွန်တော် example လေးတစ်ခုကျွန်တော်ကြုံခဲ့မှုပါတယ်ပင်လယ်စိတ်ကမြို့ကြီးတစ်မြို့ကရွှေဆိုင်လုပ်ငန်းတစ်ခုကကျွန်တော်တို့ဒါ consultation အနေနဲ့လုပ်ခဲ့တဲ့2နှစ်လောက်တော့ကျွန်တော်ဖိတ်ခေါ်ပါတယ်အဲ့တော့ဖိတ်ခေါ်တဲ့အချိန်မှာကျွန်တော်ရောက်သွားတယ်ရောက်တော့အဲ့ဒီရွှေဆိုင်လုပ်ငန်းဒီအဲ့ဒီမြို့မှာရောင်းအားအနေနဲ့နံပါတ်5နံပါတ်6လောက်ဒီအစ်စ်ပဲရှိသေးတယ်တခြားပြိုင်ဘက်တွေထက်သူကနောက်ကိုနည်းနည်းရောက်နေသေးတယ်ဒီလိုနေထားမျိုးရှိနေတယ်ဗောနော်အဲ့ဒီအချိန်မှာကျွန်တော်တို့ဈေးကွက်ကိုသုံးသပ်ပါတယ်ဈေးကွက်ကိုသုံးသပ်တော့ရွှေသည်လူတိုင်းဝယ်စုကြတယ်အဲ့ဒီမြို့မှာရှိတဲ့လူတိုင်းကလည်းခုနကဗောနော်ရွှေဆိုင်အများကြီးရှိတဲ့အထက်မှာပြက်ပြီးတော့သူတို့ဝယ်နေကြတယ်ဈေးကွက် AR ကလည်းတစ်နှစ်အရင်ကြီးလာတာမျိုးမရှိဘူးပုံမှန်ပဲသွားနေအဲ့ကျွန်တော်ကဘာလို့ယူဆလိုက်လဲ unexplore market ဒီ low ဖြစ်နေတယ်ဒီ equity ထဲမှာရှိနေတယ်လို့ကျွန်တော်ကယူဆလိုက်တယ်နောက်တစ်ခါ business competitor တွေကိုကျွန်တော်လိုက်ပြီးတော့လစ်လာပါတယ်လစ်လာတော့သူကနေဖြစ်တဲ့အတွက်ကိုယ့်ရဲ့ competitor လုပ်ငန်းအားလုံးဒီဘီယိုဖလာလည်ပတ်မှုပုံစံနဲ့ပဲစီးပွားရေးကိုရိုးရိုးလေးသွားနေကြတယ်ဆိုတော့ marketing strategy တွေမရှိဘူး promotion plan တွေမရှိဘူးလွန်ခဲ့တဲ့10နှစ်အတွင်းမှာ promotion ချထားတဲ့ business တော့ဘာမှမရှိဘူးဒီလိုနေထားကိုတော့တွေ့ရတယ်အဲ့တော့ promotion ကိုသူတို့လောက်အောင်မှလည်းမသိဘူး marketing လောက်အောင်မှလည်းမသိဘူးအဲ့တော့ကိုယ့်ရဲ့ competitor တိုင်းဒီ Facebook page တစ်ခုတောင်မှမရှိဘူးဆိုတဲ့အနေအထားမျိုးကိုကျွန်တော်သွားပြီးတော့တွေ့နေအဲ့တော့ competitor ရဲ့ stress ကအရန်အားနည်းနေတာကိုကျွန်တော်တို့တွေ့ရတယ်ဟုတ်ပြီနော်တွေ့ရတယ်အဲ့တော့ကျွန်တော်ရဲ့ strategy ကတစ်ခုတည်းပဲမလုပ်ရမလဲ market ကိုကျွန်တော်တို့ဒါ business competitor တွေကိုကျွန်တော် compete လုပ်မယ်တိုက်ပြီးတော့ဒီ market share များအောင်လုပ်မယ်ဆိုတဲ့ strategy ကိုကျွန်တော်တို့ရွေးချယ်လိုက်ပါတယ်အဲ့တော့အဲ့ဒီ strategy ပေါ်မူတည်ပြီးတော့ဘယ်လိုရှင်ပြိုင်တိုက်ခိုက်ရမလဲ marketing plan တွေကျွန်တော်တို့ဆွဲတယ်ဘယ်သူမှမလုပ်သေးတဲ့ promotion plan တွေကျွန်တော်တို့ချတယ်စိတ်ဝင်စားစရာကောင်းတဲ့ promotion တွေကျွန်တော်တို့လာစဉ်လုပ်ပြီးတော့ market ကိုတဖြည်းဖြည်းချင်းတိုးယူလိုက်တဲ့အချိန်မှာဒါတစ်နှစ်ကြာသွားတယ်ပေါ့နော်တစ်နှစ်ကြာသွားတဲ့အချိန်မှာဒီရွှေဆိုင်ကြီးအဲ့ဒီမြို့ရဲ့အကြီးဆုံးရွှေဆိုင်ကြီးအသစ်ဆက်ဆက်ကြီးတစ်ဆိုင်ကိုဖွင့်လှစ်နိုင်ခဲ့သလိုရောင်းအားလဲနံပါတ်1အဆင့်ကိုကျွန်တော်ရောက်သွားခဲ့တာကိုတွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီ strategy ဒီဘယ်အချိန်မှာသုံးရမှာလဲ market ကမရှိတော့ဘူးကုန်နေပြီကိုကလည်းအမျက်ပို့လို့ခြင်းနဲ့ business ကလည်းကောင်းနေတယ် competitor ရဲ့ stress ကလည်းအရန်အားနေနေတယ်သူတို့ကလည်းကိုယ့်ကိုလိုက်ပြီးတော့တုံ့ပြန်နိုင်ဖို့အရန်ကြီးအားမရှိဘူးဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့က market ကိုအမျက်ပိုရခြင်း business growth ဖြစ်ခြင်းဘာလို့ရမလဲအဲ့ဒါ competitor တွေကိုသူတို့အားနေတဲ့အားနေချက်တွေရှာဖွေပြီးတော့တိုက်ခိုက်ပြီးတော့ market share ကိုသိမ်းပိုက်ပါဆိုတဲ့ strategy ကိုကျွန်တော်တို့ဒီကနေဆွဲထုတ်ရမှာဖြစ်ပါတယ်โอเคပါဒါကတော့ကျွန်တော်အသုံးပြုနေတဲ့ KHS framework 1 business group ကနေပြီးတော့ပထမ number 1 strategy အကြောင်းလေးကိုကျွန်တော်ရှင်းပြခဲ့တာဖြစ်ပါတယ်နောက်ရက်မှာဇက်တိုက်နောက်ထပ်3ခုကိုကျွန်တော်အစင်တိုင်းပြဝေပေးချင်ပါသေးတယ်ဆက်ပြီးလေ့လာကြည့်ပြပါကျွန်တော်ကောင်းရေးဆိုပါ